ည8နာရီခွဲကိုဘယ်လိုပြောရလဲတဲ့ဒီည9နာရီကနေစပြီးတော့သူကတစ်ကနေทุ่มဆိုတဲ့အတန်နဲ့ပြန်စရဲပေါ့နော်ဥပမာည9နာရီကို1ทุ่มတော့မဟုတ်ทุ่ม1ဆိုပြီးတော့လည်းပြောလို့ရတယ်ဒီည8နာရီကကြတော့2ทุ่มအဲ့တော့ခွဲကိုပြောချင်တယ်ဆိုရင်ครึ่งတဝက်ပေါ့နော်ည8နာရီခွဲလို့ပြောချင်တယ်ဆိုရင်2ทุ่มครึ่งဆိုပြီးတော့ပြောတယ်အဲ့တော့9နာရီဆိုရင်3ทุ่ม10နာရီကို4ทุ่ม17နာရီကို5ทุ่มတကယ်လို့ည12နာရီလို့ပြောချင်တယ်ဆိုရင်เที่ยงคืนညเที่ยงคืนည12နာရီเที่ยงคืนတကယ်လို့နေ့12နာရီကိုကြတော့เที่ยงวันဆိုပြီးတော့ပြောလို့ရပါတယ်ရှင်